ကန်ခွဲပတ်တရားနဲ့နီးပြီးတော့ရှယ်အမိုင်စားဟိုတယ်လေးမှာတဲခုတ်တင်နဲ့ဧည့်သည်တော်တွေအတွက်ဒီဟိုတယ်လေးကိုမဆန်းဆိုင်လို့လိုက်ပြီးပြသပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲဒီလိုပါကြည့်လိုက်ကြမယ်နော်ဆိုင်လို့အထူးဆန်တယ်နော်ဒီမီယောမဲဟိုတယ်မှာရှိရစီခွန်ကြီးတာကိုဆက်ပြီးတော့โอเคအခုဆိုရင်ဆိုင်ရဲ့လူတရားစီခွန်ကြီးတာနဲ့ဒီအပေါ်မှာလာဒီခံနေတယ်ဆက်ပြီးတော့ဒီအခန်းလေးကတော့မီရာမဲဟိုတယ်ရဲ့ Dallas Garden View အခန်းလေးဖြစ်ပါတယ်ရှင်။မဆိုင်ဆိုင်ရဲ့အသေးစိတ်လေးကိုရိုက်ပြပေးပါမယ်နော်။ခုမဆန်းဆိုင်တို့ထပ်ပြီးတော့ Deluxe Premier အခန်းလေးကိုထပ်ပြီးတော့ပြပေးမှာဖြစ်ပါတယ်ရှင်ဆန်းဆိုင်တို့ကခုနကရေကူးကန်လေးပေါ့နော်ပြီးရင်ပြန်ရိုက်ပြပေးပါမယ်ရေကူးကန်လေးရဲ့ဒီဘက်ကလေးကထစ်လေးကနေဆင်းလာတာနဲ့ fitness center တွေကိုလည်းတိုင်းရောက်ပါမယ်ရှင်ဟိုဘက်မှာတင်လေကြီးကိုနှိုင်းနေနေအဲ့ဒါတော့ fitness မှာကစားလို့ရမှာဖြစ်ပါတယ်ရှင်ဒီလာမာရာရဲ့ရေကူးကန်လေးဟာဆိုရင်လည်းဒီမှာဧည့်သည်တော်တို့ပြပေးပါမယ်ဒီကူကန်ဆိုရင်လည်းဟိုဘက်မှာ CV ကိုတရိုက်ကြီးထိုးဖောက်မြင်နေရမှာဖြစ်ပါတယ်နော်အဲ့ဒါတော့ဧည့်သည်တော်တို့ဒါကတော့မီရာမာရာရဲ့ Dining Hall breakfast ပါတဲ့နေရာဖြစ်ပါတယ်မနက်6ခွဲကနေ10ခွဲထိဒီမှာ breakfast တွေကိုလာရောက်ပြီးသုံးဆောင်နိုင်မှာဖြစ်ပါတယ်ဧည့်သည်တော်တို့မြင်တဲ့အတိုင်းတော့ဟိုဘက်မှာပင်လယ် view ကိုတရိုက်မြင်နေရမှာဖြစ်ပါတယ်ရှင်โอเคအခုဆိုရင်မဆိုင်ဆိုင်တို့ကမီရာမာရာဟိုတယ်မှာရှိတဲ့အခန်းလေးတွေရေဘူကန် dining hall စားတာတွေကိုရိုက်ပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့ကတော့sea view အခန်းလေးကတော့ occupy ဖြစ်နေလို့မရိုက်ခဲ့လိုက်ရအောင်ပေါ့နော်အားလုံးလည်းနောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးဆုံပါမယ်ရှင် bye bye